Hello အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့လာပိုင်ရဆရာဝန်ဒေါက်တာတန်နေအောင်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မဒီမျက်နှာပိုင်းလေးစင်ကထားလို့ရင်းနေပေါ့နော်ဒီဆေးကမ်းမှာလည်းအရန်ကိုဒီ treatment လုပ်ပေးရတဲ့ဒီ IPL treatment အကြောင်းလေးကိုပြောပြချင်ပါတယ် IPL treatment ဆိုတာကကြောင့် IPL အတူကပေါ့နော် IPL ရဲ့အရှိကဆိုလို့ရှင်တော့ interspace light ဖြစ်ပါတယ်သူကတော့ဒီအလင်းပြားကိုဒီအရင်ပြားကိုသုံးပြီးတော့သွားတယ်ဒီလေဆာတစ်ခုဖြစ်တယ်ပေါ့နော်အဓိကကတော့ဒီသူကဒီ wavelength လေးနဲ့သွားတယ် IPL မှာဆိုလို့ရှင်တော့ဒီ wavelength က400 nanometer ကနေ1200 nanometer အထိရှိရပေါ့နော်ဒီ wavelength တစ်ခုနဲ့တစ်ခုอ่ะဆိုလို့ရှင်တော့သူရဲ့ပေးတဲ့ affection တွေမတူဘူးပေါ့နော်ပေးတဲ့ affection တွေမတူဘူးဒေါက်တာတို့ကဒီ wavelength ပေါ်မူတည်ပြီးတော့ရွေးချယ်ပေးရတယ်ပေါ့နော်ဒီ hair removal ဆိုလို့ရှင်ဒီ wavelength တစ်ခုနောက် acne အတွက်ဆိုလို့ရှင်တော့ wavelength တစ်ခုပေါ့နော်နောက်ဒီ skin rejuvenation အတွက်ဆိုလို့ရှင်လေဒီ skin rejuvenation တို့နောက်ဒီ melasma တို့ပေါ့နော်ဆိုလို့ရှိရင်လည်းဒီ wavelength ဟိုမတူဘူးပေါ့နော်အဲ့လိုမျိုးလေးရွေးပြီးတော့ဒေါက်တာတို့က treatment လုပ်ပေးရတယ်ပေါ့နော် treatment လုပ်ပေးရတယ်ဒီ wavelength မျိုးစားပေါ်မူတည်ပြီးတော့သူ့ရဲ့ရတဲ့ result ကဆိုလို့ရှိရင်မတူဘူးပေါ့နော်မတူဘူးအဓိကကတော့ဒီဒေါက်တာတို့ဒီအရင်ဆုံးပြောချင်တာကတော့ hair removal လေးစားပေါ့နော် hair removal IPL ကဆိုလို့ရှိရင်တော့ဒေါက်တာတို့ဒီ multiple session တော့လိုအပ်တယ်အနည်းဆုံးတော့ဒီ3 to 6 session လောက်ပေါ့နော်စတိုက်တစ်ပတ်တစ်ချိန်ဒါမှမဟုတ်နှစ်ပတ်တစ်ချိန်လေးစတိုက်လေးပြစ်ပေးဖို့လိုအပ်တယ်ဒါမှလည်းဒီမလိုချင်တဲ့အမွှေးမြင်နေပေါ့နော်ဒီထွက်တာက80 to 90% လောက်အထိကိုနည်းသွားစေရပေါ့နော်နောက်ပြီးတော့ဒီ result ကဆိုလို့ရှိရင်လည်းဒီ6လတစ်နှစ်နီးပါးအထိကိုခံတယ်6လလောက်ကြာရဲဆိုလို့ရှိရင်တော့ဒီ maintenance အနေနဲ့ပေါ့နော်ဒေါက်တာတို့ဒီတလားတစ်ခါလောက်လေးပြန်ပြီးတော့ maintenance လေးလုပ်ပြီးလို့ရှိရင်တော့ပို့ပြီးတော့ result ကြရှိခံပါတယ်နောက်တစ်ခုကတော့ဒေါက်တာတို့ပေါ့နော်ဒီ IPL ကို acne အတွက်လည်းပြလို့ရတယ်နောက်အပြင်ကိုဒီ skin rejuvenation အတွက်လည်းပြလို့ရတယ်ပေါ့နော်skin rejuvenation အတွက်ဆိုလို့ရှိရင်လည်းဒေါက်တာတို့ကဒီကိုယ့်ရဲ့အသားရည် skin tone တွေပြန်ပြီးတော့ညင်ညာလာစေတယ်နောက် skin texture တွေပြန်ပြီးတော့ improve ဖြစ်လာတယ်ပေါ့နော်ပို့ပြီးတော့ဒီအသားရည်ချောမွေ့လာတယ်နူးညံ့လာတယ်နောက်အဓိကကတော့ဒေါက်တာတို့ဒီသွေးကြောလေးတွေပေါ်နေတတ်တဲ့သူတွေပေါ့နော်ဒါလေးတွေကိုဒေါက်တာတို့က telangiectasia လို့ခေါ်တယ်အဓိကတော့ဒီ capillary breakdown ကြောင့်ဖြစ်တာပေါ့နော်အဲ့လိုလူလေးတွေမှာဆိုလို့ရှိရင်လည်းဒီ IPL treatment ကိုပြစ်ပေးခြင်းအပြင်ပေါ့နော်ဒီသွေးကြောလေးတွေဒီပေါက်ကွဲပြီးတော့ပေါ့နော်ဒီလိုသွေးကြောမြင်လေးပေါ်နေတတ်တာပေါ့နော်ဒါကို telangiectasia လို့ခေါ်တယ်ဒီမှာဒီ case မှာဆိုလို့ရှိရင်လည်းဒါတို့ IPL treatment နဲ့ကုသလို့ရတယ်ဒါအပြင်ကိုပေါ့နော်ဒီ melasma အတွက်ပေါ့နော်တင်းတိတ်အတွက်ဆိုလို့ရှိရင်လည်းဒေါက်တာတို့ကအဓိကကဒီ IPL ကဒီဆိုလို့ရှိရင်ဒီ melanin ကို break down လုပ်ပေးနိုင်တယ်ပေါ့နော်ဒီအမဲရောင်ချယ်တွေကို break down လုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ဒေါက်တာတို့ပေါ့နော်အသားရည်ပြန်ပြီးတော့skin လေးပြန်ပြီးတော့မှကြည်လင်လာမယ်ဒီအမဲရောင်ချယ်တွေတဖြည်းဖြည်းနဲ့နည်းလာမယ်ပေါ့နော်အဓိကကတော့ဒေါက်တာတို့ကဒီ result ကောင်းကောင်းရဖို့အတွက်ဆိုလို့ရှိရင်တော့အနည်းဆုံး3 session ကနေပြီးတော့6 session ပေါ့နော်3 to 6 session လောက်အထိတော့စတိုက်လေးပုံမှန်လုပ်ပြီးဖို့လိုအပ်ပါတယ်ဒီ interspace light ကဆိုလို့ရှိရင်တော့ပေါ့နော်ဒီဒေါက်တာတို့ဒီ down တိုင်းကမရှိသလောက်နေတယ်ဒါပေမဲ့တချို့မှာဆိုလို့ရှိရင်တော့နည်းနည်းလေးပေါ့နော်ရဲတာလေးဖြစ်တတ်တယ်ပေါ့နော်နည်းနည်းအသားလေးနည်းနည်းပါးရဲတာလေးပဲဖြစ်တတ်တယ်တချို့မှာဆိုလို့ရှိရင်တော့လုံးဝ down တိုင်းမရှိတာကိုတွေ့ရတယ်ပေါ့နော်ဒေါက်တာတို့ကဒီ interspace light ဒီ treatment ကဆိုလို့ရှိရင်တော့ IPL treatment ကဆိုလို့ရှိရင်တော့သူကဒီပြတ်တဲ့အချိန်မှာဆိုလို့ရှိရင်တော့အနေငယ်လေးဒီတင်းတဲ့ခံစားမှုလေးပေါ့နော်တင်းလေးနဲ့နောက်ဒီ rubber band ဒီပေါ့နော်တရေပင်နဲ့ပြတ်တယ်လို့မျိုးလေးခံစားချက်ရှိရလို့ပြောလို့ရတယ်ပေါ့နော်နည်းနည်းလေးတင်းလေးနဲ့နည်းနည်းလေးတချို့နေရာလေးမှာပူကနေလေးနည်းနည်းလေးအပူရှင်လေးကိုခံစားရမယ်ပေါ့နော်ဒေါင်းတိုင်းကတော့တော်တော်မရှိသလောက်နေပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချက်ကတော့ပေါ့နော်ဒီ IPL treatment ယူပြီးသွားလို့ရှိရင်အဓိကကဒီနေရောင်တိုက်ရိုက်ထိတာကိုရှောင်ပေးရပါမယ်ဒေါက်တာတို့ဖြစ်နိုင်လို့ရှိရင်အများအားပြောနေကြပါတော့ဈေးကမ်းမှာဆိုလို့ရှိရင်လည်းတစ်ရက်နှစ်ရက်လောက်treatment ယူပြီးတစ်ရက်နှစ်ရက်လောက်ကိုmask လေးတက်ပေးပါနောက်ဒီ sunscreen ပေါ့နော်အပြင်သွားမယ်ဆိုတိုင်း sunscreen ကို15မိနစ်နာရီဝက်လောက်ကြိုပြီးတော့ sunscreen လေးတခြားလိမ့်ပေးဖို့လိုအပ်ပါတယ်နေရောင်ပြင်းပြင်းနဲ့တော့မယ်ဆိုလို့ရှိရင်တော့ဒေါက်တာတို့ဒီ laser treatment တွေယူထားလို့ရှိရင်mask လေးမဖြစ်မနေတက်ပေးဖို့လိုပါတယ်အဓိကကနေရောင်တိုက်ရိုက်မထိအောင်ပါခုလောက်ဆိုရင်တော့ဒေါက်တာပြောပြတယ်ဒီ IPL treatment အကြောင်းကိုပေါ့နော်
သိရှိပြီးဖြစ်မဲ့လို့ထင်ပါတယ် IPL treatment ကိုဆိုလို့ရှိရင်ချိုအားမဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီ IPL treatment ကိုဒါတို့ဒီမလိုချင်တဲ့အမွှေးမြင်တွေပေါ့နော်ဒီအမွှေးမြင်တွေကိုမွှေးထွက်နှုန်းကိုတိတိတတ်တာနည်းအောင်လို့ဒီ IPL treatment ကိုလုပ်လို့ရတယ်။နောက်အပြင်ကိုပေါ့နော်ဒီအသားရည်ညီညာချုံးမှုခြင်းသူ skin rejuvenation ရခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီ skin tone ကိုညီညာစေတဲ့ skin texture ကိုလည်းပို့ပြီးတော့မှကောင်းစေတဲ့အတွက်ကြောင့်မို့လို့ဒီ IPL treatment ကိုယူလို့ရတယ်။နောက်တစ်ခုကကြတော့ဒီပေါ့နော်အဓိကကဒီ collagen production ကိုလည်းသူကအားပေးတဲ့အတွက်ကြောင့်မို့လို့ဒီ fine lines လေးတွေ wrinkles လေးတွေလည်းအဓိကသက်သာစေတယ်ဒါအပြင်ကိုပေါ့နော်ခုနပြောတဲ့ဒီမျက်နှာမှာပေါ့ရှိတဲ့ဒီတင်းတိတ်အမဲဆက်တွေပေါ့နော်မှဲကြောက်တွေလည်းအဓိကကသက်သာစေတယ်အဓိကသက်သာစေတယ်သူကကြတော့ဒီ melanin breakdown လုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီအမဲရောင်ချယ်တွေနေပြီးတော့မျက်နှာအသားကြီးပြန်ပြီးတော့မှကြည်လင်လာမယ်ပေါ့နော်ဒါပေမဲ့သူကတော့ဒီ multiple session တော့လိုအပ်ပါတယ်အနည်းဆုံးတော့ဒီ3 to 6 session လောက်ပေါ့နော်အဓိကလိုအပ်ပါတယ်ရှင်ဒီ IPL treatment လေးကိုလည်းဒေါက်တာတို့ဒီ hair removal အတွက်ကောဒီ skin rejuvenation နဲ့ဒီ melasma အတွက်ကောပေါ့နော်တင်းတိတ်မဲဆက်သမားလေးအတွက်ကောဒီအသားရည်ညီညာချုံးမှုခြင်းသူတွေအတွက်ကောဒီ IPL treatment လေးတွေယူလို့ရတယ် IPL treatment လေးတွေကိုလည်းဒေါက်တာတို့ဆေးကမ်းမှာဆိုလို့ရှိရင်ဒီ special promotion price လေးတွေဒီလမှာပေးထားတယ်ပေါ့နော်ဒီ December နဲ့ January မှာဆိုလို့ရှိရင်တော့ဒီ Christmas promotion New Year promotion လေးရှိမှဖြစ်တဲ့အတွက်ကြောင့်မို့လို့အသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါတယ်ချက်ပေါက်မှာစုံစမ်းလို့ရပါတယ်ရှင်အားလုံးပဲဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်အားလုံးပဲဒါပြောရှင်းတဲ့နေ့လေးဖြစ်ပါစေတတာပါနောက်ဘလော့လေးမှာပြန်တွေ့ကြမယ်နော်